English စာနဲ့ပတ်သက်ပြီးဘာမှတော့မသိထားဘူးဒါပေမဲ့ English လို့ပြောတတ်ချင်တယ်ဆိုလို့ရှင်တော့ဒီသင်ခန်းစာလေးကိုမကြော်သွားနဲ့အဆုံးထိကြည့်သွားပေးပါဒီနေ့သင်ခန်းစာလေးထဲမှာတော့ teacher ကနေ့စဉ်စကားပြောတဲ့အခါမှာအမြဲတမ်းအသုံးဝင်နိုင်မယ်စကားပြောဝဲကြလေးအချို့ကို teacher ပြပြပေးသွားမှာဖြစ်ပါတယ်စပြီးတော့ကြည့်ရအောင်အဲ့ဒါငါ့ကိုပဲ give it to me give it to me ငါနေ့ကိုဂတိပေးပါတယ် I give you my word I give you my word ငါနေ့ကိုတအောက်နေမှာဖုန်းခေါ်လိုက်မယ်နော် I will give you a call later I will give you a call later နေငါကိုအချိန်လေးခဏလောက်ပေးလို့ရမလား Could you give me a moment Could you give me a moment နေငါကိုကူညီပေးနိုင်မလား Can you give me a hand Can you give me a hand နေငါကားနဲ့လိုက်ပို့ပေးရမလား Do you want me to give you a ride Do you want me to give you a ride ဒီထက်ပိုကောင်းတဲ့သင်ခန်းစာလေးတွေကိုဆက်ပြီးတော့လေ့လာခြင်းသေးရဆိုရင်ဒီထက်ဒီနေ့ကြီးတစ်ခါတည်းသွင်းရုံနဲ့အမြဲတမ်းတက်တက်လုံးဝင်ပြီးတော့ကြည့်ပြီးတော့လေ့လာလို့ရမယ် video lesson class လေးတွေရှိပါတယ်